မျိုးမနေ့စာလေးမစားတော့ကြာပါပြီအားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့မနေ့စာကောင်းကောင်းလေးသွားစားခြင်းတော့ရန်ကုန်မှာသမင်းကြော်လေးကျွန်တော်စားရင်ဝါသားနဲ့အများနဲ့စားနေကြလိဆိုတော့အဲ့လိုမျိုးသမင်းကြော်လေးကျွန်တော်ဒီနေ့စားခြင်းနေတော့ဆိုင်လေးရှာတွေ့တာတယ်ဆိုတော့အခုကျွန်တော်ရောက်နေတာစုခုမေးလမ်းမပေါ်နဲ့ဒီ on လမ်းစုံတဲ့နေရာပေါ့နော်ဆိုတော့ဒီဆိုင်ကိုသွားမယ်ဆိုရင်နှစ်ခုလုံးကသွားလို့ရတယ်ဆိုတော့လိုက်ခဲ့ကြပါဦးဒီကျွန်တော်ဒီနေ့ကတော့စုခုမေးလမ်းမပေါ်လာဆိုတော့ဒီဘက် on လမ်းမဘက်ကိုကျွန်တော်ချိုးဝင်လိုက်ပါပြီကဲရောက်ပါပြီဆိုင်နာမည်လေးကတော့ 4 corner ပါဆိုတော့ဒီဆိုင်လေးကဘာလဲဖြစ်သလိုမနေ့ပိုင်းဒီမှာလဲမနေ့စာစားလို့ရပါတယ်ဆိုတော့ကဲလိုက်ခဲ့ပါဦးကဲတော့ထမင်းကြော်စားဖို့လာတာပဲဒါပေမဲ့ဒီမှာမွေးငါးလေးပြောမွေးငါးမှာစားရင်တော့ဒီထမင်းကြော်ရတော့ပဲပြိုလေးပါပါတယ်ပဲပြိုထမင်းကြော်မှာကျဲဥကြော်နဲ့ရတယ်ဝက်အချိုးချက်နဲ့ရတယ်ကျွန်တော်ဒီနေ့ဝက်အချိုးချက်နဲ့စားမယ်မွေးငါးအကြော်မျိုးစုံရရပါတော့ပဲကြော်ချက်သွန်ကြော်ပူသီးကြော်ငဖဲဦးပဲအစုံပဲပေါင်မိုးချက်ဥကြော်အာဟာရအာလီဘတ်ကကျတော့သူက American breakfast လိုမျိုးနော်အဖေလည်းမတော်တာကြာပြီတော့အဖေလည်းဒီမှာတောက်ချင်ပါတယ်ဟုတ်โอเคကျွန်တော်မွေးငါးကိုပဲကြော်ရယ်ဦးပဲဦးပဲငဖဲထည့်မယ်နော်နောက်ပြီးတော့ပဲရုပ်ထမင်းကြော်ဝက်ချိုချက်နောက်ပြီးတော့ကျွန်တော်အာဟာရအဖေလက်ဖေးကညီမတိုင်ကြီးဆိုတာရှိတယ်သူကကြာနှစ်ခွက်လည်းမတော့နိုင်ဘူးတစ်ခွက်ခွဲလောက်ပါတယ်ပေါ့နော်သူကကြာအကြီးပုံစံတော့တခြားဆိုင်တွေမှာမရတယ်အော်โอเคအဲ့ဒါတော့မြည်ကြည့်လိုက်မယ်အဲ့ဒီတစ်ခွက်ပြီနော်ကျွန်တော်ပုံမှန်နဲ့ပြီနော်ဟုတ်ဒီမင်းရောဝတ်ချိုချန်နေကိုစားကြပြီးတော့ပြောနေပြီမနေ့စားလို့ဘယင်းလည်းကိုစားတော့မယ်ငွေငါအေးရောမှာလည်းငွေငါရင်စားတယ်ငဖဲကလုံးဝငဖဲအစ်စ်တယ်လုံးဝဘာမှမရောထားပါဘူးတဲ့ရန်ကုန်မွေးငါပဲဒါလေကဲတော့ရန်ကုန်မွေးငါပူကြတယ်ထွေးညောစားရတော့မယ်ဆိုရင်ငယ်ချင်းတို့ကြည်နေနေသေကြသွားတော့မယ်ဆိုလေအေးနေရပါရန်ကုန်မြေသွားလို့ပဲစားအိမ်နေတော့မစင်နိုင်ဘူးဒီမီဒီကတော့ငယ်တော့ပဲစားဘူးလေရတာဘလို့ရှိလဲတော့မေ့နေပြီဒီအာဟာရအချိုလည်းမများဘူးပေါ့တော့ healthy breakfast ပဲဒီတော့ဒါဘာလို့ဖတ်ပြေးနေရတာမသိဘူးမစားဘူးဆိုပြီးတော့ဘယ်လောက်ကောင်းလဲတော့ပြရပါညတိုင်ကြီးရဲ့နော်ကြီးပဲအဖေကြိုက်တဲ့သူတွေဆိုတော့ခေါ်တဲ့အဝပဲတော့ပုံမှန်မာလိုက်တာမှန်သွားတယ်ကျွန်တော်လိုချင်တဲ့ရတာတော့ပဲပုံမှန်တော့အရာဝင်းနဲ့လက်ဖေးစားတာပေါ့နော်ဒီနေ့ကတော့စားတယ်ညားသွားပြီစားနိုင်တော့လက်ဖေးတောင်းရင်လည်းရန်ကုန်မှာတကယ်ချင်းလည်းလက်ဖေးဆိုင်ထိုင်ပြီးတော့အားချောင်းအောင်သတိရပါတယ်နောက်မျိုးမနေ့စာလေးမစားတော့ကြာပါပြီ